ကန်အွန်လိုင်းကြားဖြန့်လိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးမှာနည်းနည်းလျှို့ဝှက်တဲ့ရွေးချက်တစ်ခုရှိနေရလို့အကြမ်းဖက်စစ်တပ်ပြောခွင့်ရစောမင်းတွန်းပြောမြန်မာနိုင်ငံမှာကြားဖြန့်နေကြီးတော်လာမှုထိုင်းနိုင်ငံကြောင်းအပြည့်တင်အမေရိကန်ပြည်ဆွေးအွန်လိုင်းကြားဖြန့်လိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးမှာ Hayden Agenda နည်းနည်းလျှို့ဝှက်တဲ့ရွေးချက်တစ်ခုရှိနေကြောင်းအကြမ်းဖက်စစ်တပ်ပြောခွင့်ရစောမင်းတွန်းကပြောတယ်ယနေ့စစ်တပ်ဝါဒဖြန့်သတင်းစာအိမ်မှာတစဉ်ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပြီးအမေရိကန်ပြည်စုနေပြည်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Straight Forward ဘာမှဖွဲ့စည်းပြီးမြန်မာနိုင်ငံရှိကြားဖြန့်စင်တာနှစ်ခုကိုစစ်စင်ရေးပြုလုပ်ခဲ့လို့သိရှိရကြောင်းရင်းမြန်မာနိုင်ငံရှိKKပတ်ကဲ့သို့လိမ်လည်မှုနေရာတွေကိုတိုက်ဖြန့်အတွက် Riot Thai Police War Ron Trust Force နဲ့အတူပူးပေါင်းဆောင်ရွက်ဘန်ကောက်သို့ FBI agent တွေဆေးလို့မယူသိရကြောင်းကျန်းဖက်ဆောင်မင်းတို့ကပြောပါတယ်ယနေ့စစ်တပ်ရဲ့ဝါဒဖြန့်သတင်းစာတွေကတစဉ်ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပြီးအမေရိကန်ပြည်ထောင်စုနေပြည်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Straight Forward ဘာမှဖွဲ့စည်းမြန်မာနိုင်ငံရှိကြားဖြတ်စင်တာကိုစစ်စင်ပြုလုပ်ခဲ့လို့တရားကြောင့်ရင်းပြင်မြန်မာနိုင်ငံရှိKKပတ်ကဲ့သို့လိမ်လည်မှုနေရာတွေကိုတိုက်ဖြတ်အတွက်ဆေးလွှတ်ထားကြောင်းသိရတယ်။ရင်းပြင်မြန်မာနိုင်ငံရှိကြားဖြတ်ဒေသတွေဖြစ်တဲ့KKပတ်ရှုကုန်းကိုကြောက်ကဒေသရှိအခြေခံလူနေထိုင်မှုရဲလျက်စင်ပြီးဆက်သွယ်ရေးတို့မှတပတ်နိုင်ငံမှာရရှိခြင်းဖြစ်ကြောင်းစစ်တပ်ကKKပတ်ကိုပြပြစင်ကလည်းအစရီနဲ့ထိုင်းနိုင်ငံဘက်ကိုကြောက်တယ်လို့ကန့်ကွက်ကြောင်းKKပတ်ကိုဖောက်ခွဲပြပြသည့်အဆင့်မြင့်ဖောက်ခွဲမှုတွေဖြစ်ပြီးတော့အနီးအနားရှိတစ်ပင်မနေမလောက်ကြောင်ထို့ကြောင့်ထိုင်းနိုင်ငံတို့အစရကြစရာအကြောင်းမရှိကြောင်းပြောတယ်။ထို့ပြင်ကြားဖြတ်ဒေသရှိအလုံးလုံးကိုင်နေတဲ့နိုင်ငံခြားသားတွေရဲ့69.55%ရာခိုင်နှုန်းမှာထိုင်းနိုင်ငံမှာတဆင့်ဝယ်ရောက်လာခြင်းဖြစ်တယ်လို့ဂျပန်ဆောင်မင်းတို့ကပြောပါတယ်။ဆက်လက်ပြောလဲကူမှာစစ်တပ်ရွေးကောက်ပွဲအကူအညီနဲ့ဇေယျကွင်းရက်ကွာအုပ်ချုပ်မှုရုံကိုဖောက်ခွဲမှုပြုစော်တည်နေတဲ့တရားရရန်ကုန်တိုင်းလဲကူမျိုးနယ်မှာဂျပန်စစ်တပ်ရဲ့အတူရောက်တရားမဝင်ရွေးကောက်ပွဲအတွက်အကူအညီလှုပ်ဆောင်ပေးနေတဲ့ဇေယျကွင်းရက်ကွာအုပ်ချုပ်မှုရုံကိုဖောက်ခွဲတိုက်ခိုက်ရာပြုစော်တည်2ဦးပြင်းထန်တရားရရှိခဲ့ကြောင်းရန်ကုန်အမီမတောင်ရှိသူကပြောတယ်နိုဝင်ဘာလ16ရက်နေ့ညနေ6:10မိနစ်ခန့်လဲကူမျိုးနဲ့ဇေယျကွင်းရက်ကွက်ရှိအကြမ်းဖက်စစ်တပ်အတူရောက်တရားမဝင်ရွေးကောက်ပွဲအတွက်အကူအညီလှုပ်ဆောင်ပေးနေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးမှပြုစော်တည်စုဝင်နေစဉ်တော်လိုင်းတဖော်တွေကပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင်အုပ်ချုပ်ရေးမှူးရဲ့နောက်လိုက်တဲ့ပြတဲ့ပြူစော်တီနဲ့ပြည့်တဲ့နေရာရှိပြီးဒေါ်လာရဲဘော်တွေထိခိုက်မရှိပြန်လဲဆောက်ခွာနိုင်ခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့နောက်ပိုင်းကဘက်ကဘာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းဆက်လက်ပြီးစစ်တပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်တွေဂျပန်စစ်တပ်ပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကင်နေသူတွေကိုပြင်းထန်တိုက်ခိုက်သွားပြီဖြစ်ကြောင်းရန်ကုန်အာမီကအသိပေးပြောဆိုပါတယ်။ဆက်လက်ပြီးစစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းတိုးလာပြီးစောက်ခွာလိုက်ရတီးတိမ်မြို့နယ်ကနေတီတောင်တောင်ထိပ်ကိုချင်းတော်လိန်တပွဲကပြန်လည်သိမ်းပိုက်ထိန်ကြောင်းချင်းပြည်နယ်တီးတိမ်မြို့နယ်ကနေတီတောင်တောင်ထိပ်ကိုချင်းတော်လိန်တပွဲကပြန်လည်ထိန်ကြောင်းလိုက်ပြီးဖြစ်ကြောင်း PDF ဆိုလက်တောင်ရှိသူကပြောတယ်နိုဝင်ဘာလ16ရက်နေ့ညနေပိုင်းကတီးတိမ်မြို့နယ်ကနေတီတောင်တောင်ထိပ်ကိုချင်းတော်လိန်တပွဲကရောက်ရှိချိန်ဂျပန်စစ်သားတွေအားလုံးစုကထွက်ပြေးသွားတဲ့ပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိမ်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနေမြင့်ရှင်းလေးလှုပ်ဆောင်စဉ်ကဲချိုးကိုတင်စီရရှိခဲ့တယ်။ကနေဒီတောင်တောင်ကုန်းကိုနိုဝင်ဘာလ16ရက်နေ့ညနေပိုင်းလောက်ကပြန်ရတယ်ကျွန်တော် PDF ဆိုလက်ရဲဘော်တွေကနေဒီတောင်ထိပ်ကိုတက်တာနဲ့သူတို့ကအဲ့ဒီကနေထွက်ပြေးတယ်လက်နဲ့တော့မရောက်ခဲ့ချိုးတော့ရတယ်ကျွန်တော်တို့ကဒီကနေဒီတောင်ထိပ်ကိုရောက်တာသိရနဲ့စစ်ခွေးတွေထွက်ပြေးတာပဲပြီးခဲ့အော်တိုဘာ29ရက်ကချင်းပြည်နယ်ဒီတိမ်မြို့နယ်မှာရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်တဲ့အတွက်အကြမ်းဖက်စစ်တပ်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့်ချင်းတော်လိုင်းတပွဲမှာကနေဒီတောင်ကုန်းကနေပြောရခိတာရှောင်ပေးခဲ့ပြီးပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်စဉ်စစ်သားတွေစကန်စုကထွက်ပြေးသွားတယ်အဆိုပါစစ်စင်ကိုချင်းကြီးနောက်ပွဲဝင် PDF ဆိုလန်နဲ့ချင်းတော်လိုင်းပူပေါတပွဲလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းရင်းကနေဒီတောင်တိတ်ကို2023ခုနှစ်နိုဝင်ဘာလကတည်းက PDF ဆိုလန်တပွဲကတင်ထားနိုင်ခဲ့ခြင်းဖြစ်ပါတယ်ဆက်လက်ပြီးကဏီမြို့နယ်မြို့ရွာနီကိုစစ်တပ်ကတိုက်လည်နဲ့စီးနေပုံကျမှုအမျိုးသမီးတအုပ်သေးဆောင်ပြီးပြည်သူနှောက်တရားရစကိုင်းတိုင်းကဏီမြို့နယ်မြို့ရွာနီကိုစစ်တပ်ကတိုက်လည်နဲ့စီးနေပုံကျခဲ့ပြီးတော့မြို့သမီးတအုပ်သေးဆောင်ပြီးပြည်သူနှောက်တရားရရှိခဲ့ပါတယ်။နိုဝင်ဘာလ16ရက်နေ့ညနေ3:30မိနစ်ချိန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကဏီမြို့နယ်မြို့ကျအနီးကိုတိုက်လည်နဲ့ပုံကျသွားခြင်းအဆိုပါတိုက်လင်မှာမိတီလာမြို့နယ်ရှန်တက်လီတက်စကန်ကတက်လာခြင်းဖြစ်ပြီးတော့ပြည်သူနေထိုင်တဲ့ကြားတွေကိုရဲကျဲရှိပုံနေကျဲချသွားတယ်။မြို့ရွာနောက်ဘက်မြေစင်ကောင်းတောင်ဘက်ကိုပုံပြကျဲသွားတယ်ပုံကျဲချတာကတော့ဘုံကားလုံးကျဲချတဲ့ရာကင်းမှာနှမ်းရိပ်နဲ့တစ်ပင်တရက်ပင်ရွာတို့တက်30နေမြို့သမီးတဲ့ဦးကောင်းကြည်တီမန်သေးဆောင်နဲ့တခြားပြည်သူနယ်ဦးလည်းတရားပြင်းထန်တယ်မြေပြင်မှာတော့ဘာတိုက်ပွဲမှမရှိဘဲကြောင်းမဲ့လာဖြစ်သွားတာနိုဝင်ဘာလ17ရက်နေ့ကလည်းကဏီမြို့နယ်ဝင်းမနာတိုက်နေစဉ်ကိုစစ်တပ်ကစက်တက်လေဒီနဲ့ပုံကျဲသဖြင့်ပြည်သူရှေ့ဦးသိမ်းဆောင်ပြီး50တောင်တန်းရခဲ့တယ်ဆက်လက်ပြီးတိတိမြို့နယ်တိုက်ပွဲတွင်ခလာ50တန်းရဲ့ပုံမှုတန်းရချင်းပြည်နယ်တိတိမြို့နယ်တိုက်ပွဲမှာကံကောမြို့နယ်ချင်းဆိုင်အမှတ်50ချင်းလင်းတန်းရင်ကပုံမှုလှမျိုးထွတ်တရားပြင်းထန်မိစေုံတန်းရလို့သိရတယ်မကွေးတိုင်းကံကောမြို့နယ်ခလာ50တန်းရချင်းပြည်နယ်မြောက်ပိုင်းတိတိမြို့နယ်ကိုအခုနိုဝင်ဘာပထမပတ်ကစထိုးစစ်ဆင်ခဲ့ပြီးနိုဝင်ဘာ10ရက်တာတိုက်ပွဲတွင်မှာပုံမှုလှမျိုးထွတ်ကြီးထိခဲ့တယ်
ဗိုလ်မှူးလာမျိုးတို့ရခိုင်ပြည်နယ်အမှတ်9နယ်ကြားဆောင်တပ်ဖွဲ့နခခ9မကြမီမကွေးမျိုးကိုပြောင်းရွှေ့ခဲ့ပြီးနောက်အဲဒီကတဆင့်ကံကောမျိုးကလ9တိုင်ကိုရွှေ့ပြောင်းလာတယ်အခုနိုဝင်ဘာလဆန်ပိုင်းမှာစကိုင်းတိုင်းကံကောမျိုးနဲ့ကလေးမျိုးနဲ့မကွေးတိုင်းချင်းပြည်နယ်ဗလန်းမျိုးနယ်နဲ့ဒီတွေမျိုးနယ်မှာစစ်ကောင်စီနဲ့တော်လိုင်းတပ်တွေတိုက်ပွဲဖြစ်ပွားတယ်ထိုးစစ်ဆင်လာစစ်တပ်ကိုဗိုလ်မှူးအရာဆင်းရှိအပါအဝင်တပ်ဖွဲ့ဝင်တရားကံကိုချင်းမှုနိုင်ခဲ့လို့ချင်းပြည်ကောင်စီကာကွယ်ဝင်ကြီးကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ပါတယ်ဆက်လက်ပြီးအတွင်းမှာဆိုင်ကချင်းတိုင်းပြီးလို့ရဖြစ်တဲ့မှုကိုရွေးကောက်ပွဲဥပဒေနဲ့ရေးယူပဲခူးရုပ်တွင်မြို့နယ်မှာမြို့သားတအုပ်ဆိုင်ကချင်းတိုင်းပြီးလို့ရဖြစ်တဲ့မှုကိုရွေးကောက်ပွဲဥပဒေနဲ့ရေးယူခံလိုက်ရကြောင်းသတင်းရရှိတယ်။နိုဝင်ဘာလ23ရက်နေ့ည7:45မိနစ်ခန့်ကပဲခူးတိုင်းအုပ်တွင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကရုံးကို24နှစ်ရွယ်ပို့ပို့တွန်းဆိုသူအောင်ဈေးရက်ကွက်ရှိမြို့နယ်ကော်မရှင်ဖွဲ့ခွဲရုံးကဆိုင်ကနဲ့ပြန်လာချိန်မိဘလန်ဆောင်မှာမြို့သားတအုပ်စီးလာတဲ့ဆိုင်ကနဲ့တိုက်မိခဲ့လို့စစ်ကောင်စီကထုတ်ပြန်နေတဖက်ရင်ကမောင်းနေလာသူဟာဈေးရက်ကွက်ပထန်နေရဲ့49နှစ်ရဲ့ကိုထုံးမင်းလက်ဆိုသူဖြစ်ပြီးကိုထုံးမင်းလက်ကလက်တီနဲ့ထိုးလို့ရုံးကူတန်းရတယ်။ဒါကြောင့်ရုံးကူကိုတန်းရအောင်လို့ဆိုပြီးစစ်ကောင်စီမတရားထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲကာကွယ်ဥပဒေပုံမှန်24ကကြီးနဲ့ဖမ်းဆီးရေးယူထားတယ်။နိုဝင်ဘာလ14ရက်ကလည်းပဲခူးတိုင်းရွှေချင်းမြို့နယ်နောက်ဘက်ကြီးဟာတပ်ဖို့ပါတီဟောပြောဖို့လူစုပေးနေတဲ့အမျိုးသမီးတအုပ်ဓာတ်ခုတ်ခံရပြီးမြို့သားတအုပ်ဖမ်းဆီးရေးယူခံရတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကာကွယ်ပေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း3လအတွင်းဖမ်းဆီးခံရသူ90ကျော်ထိရှိနေတဲ့ထုတ်ပြန်ပြီးနောက်ပိုင်းပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့ရွေးကောက်ပွဲကာကွယ်ပေးဥပဒေအရအရေးယူခံအမှု40မှာအရေးယူခံသူ88ဦးရှိလာတယ်။ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့်ဖမ်းခံရသူ25ဦးရှိပြီး10ဦးကပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကဖမ်းဆီးခံရတယ်။အဲဒီတဲကရန်ကုန်မန္တလေးပဲခူးအေရဝတီမကွေးရှမ်းစားတဲ့တိုင်းနယ်ပြည်နယ်ကြောက်ကူမှာဖမ်းဆီးတွေများခဲ့စုစုပေါင်း1583ရှိခဲ့တယ်ပြီးခဲ့ရက်ပိုင်းကပဲစစ်ကောင်စီရွေးကောက်ပွဲဝါဒပြန်ဆက်ကားဖြစ်တဲ့ခေတ်သမိုင်းကိုတုံးဆိုင်မဲ့သူတွေစက်ကားနဲ့ပတ်သက်ပြီးဝေဖန်ရေးထားတဲ့အမှုပညာလောက9ဦးကိုစစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်ဆလဘီပေါမြို့နယ်ရောချောင်းမှာဂျပန်စစ်တပ်နဲ့ဒေါ်လာတပ်တွေတိုက်ပွဲဖြစ်စစ်သားများပြသည်မကွေးတိုင်းပေါမြို့နယ်တွင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာဂျပန်စစ်တပ်နဲ့ဒေါ်လာတပ်တွေတိုက်ပွဲဖြစ်ပြီးစစ်သားလောင်း3လောင်းနဲ့လက်နက်ခဲများပြသိမ်းဆရာရှိခဲ့တယ်။ဒီကနေ့နိုဝင်ဘာ9ရက်ကပေါတောင်ပိုင်းတီးချောက်ရွာမှာအင်အား150ခန်းနဲ့စစ်ကြောင်းထိုးလာဂျပန်စစ်သားနဲ့ဒေါ်လာပူပေါတပ်တွေရောချောင်းတနေရာမှာတိတိတိုက်ပွဲဖြစ်ခဲ့တယ်။တိုက်ပွဲအတွင်းစစ်သားလောင်း3လောင်းနဲ့မျက်မြင်တွေ့ရှိခဲ့ပြီးစစ်သား10ခန်းသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရှိခဲ့တယ်။စစ်စင်အတွင်း MA1 2လက် MA2 2လက် MA3 2လက်ကာပိုင်း2လက်MG ပေါက်19ပေါက်ပေါက်ဝိုင်း3ပေါက်ကာပိုင်ပေါက်3ပေါက် G3 893တောင် 5.56 G 454တောင်ပါဝါဘတ်တလုံးစကားပြောဆက်3လုံးဆက်သွယ်ရေးဆက်ကြီးတလုံးဘက်ထရီနှလုံးခေါက်ဆိုလာ2ခုစစ်သုံးရေဘူး2ဘူးမီးကျုပ်ခွေ3ခွေလက်နှိပ်ဓမီ3လက်နဲ့ဓာတ်3လက်တင်စရာရှိခဲ့တယ်အဲဒီတိုက်ခိုက်မှုကိုပေါင်းစိတ်ပြူစစ်ကြောင့်မကုတ်ခိုင်အမှတ်1251718တန်ရင် YF ပုံနာပေါပကုတ်ကူခိုင်ဒုလောက်ရှားပကပတက်ခွဲ3ကျဖက်တိုက်ဖြန့်ယူဒုတက်ခွဲ SOS စရင်တက်ဖွဲ့နဲ့ပေါမြို့နယ်ပကပတို့ကပူပေါင်းလုံဆောင်ခဲ့ပြီးရဲဘော်နှုတ်တန်ရရှိခဲ့ပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။